Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဗီဒီယိုလေးမှာတော့ I like ရဲ့နောက်မှာဘယ်လို verb တွေသုံးလို့ရတယ်ဆိုတာပြပြသွားမှာဖြစ်ပါတယ် I like ရဲ့နောက်မှာ verb 2မျိုးသုံးလို့ရတယ်ပထမတစ်ခုက I like verb ing ပေါ့ပြောမယ်ဆိုရင်ငါဟင်းချတာကြိုက်တယ် I like cooking ဒါမှမဟုတ်ငါစာဖတ်ရတာကြိုက်တယ် I like reading ဒီလိုမျိုးတာမန်ရိုးရိုးရှင်းရှင်း conversation လေးတွေမှာသုံးလို့ရတဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကကြတော့ I like 2 plus verb 1ပေါ့နော်သူကကြတော့ကိုယ့်ရဲ့အလီအကျဉ်ဒါမှမဟုတ်ရင်ကိုလုံးလေးလုံးထားရှိတဲ့အရာတွေကိုပြပြချင်တဲ့နေရာမှာသုံးတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် I like to wake up early ငါမနက်စောစောထားရတာကိုကြိုက်တယ် I like to exercise in the morning ငါမနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ရတာကြိုက်တယ်ဒီလိုမျိုးကိုယ့်ရဲ့အလေးအကျင့်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ daily routine လေးတွေကိုပြပြရတဲ့နေရာမှာသုံးလို့ရတယ်ပေါ့နော်ကဲညီကုန်းချုပ်ပြန်ပြောရမယ်ဆိုရင် I like ရဲ့နောက်မှာ verb 2မျိုးသုံးလို့ရတယ် I like verb ing နဲ့ I like 2 plus verb 1အဲ့နှစ်ခုကအဓိပ္ပာယ်ချင်းတော့တူတူပဲ verb ing ကရိုးရိုးရှင်းရှင်းလေးပဲကိုကြိုက်တဲ့အရာကိုပြပြရတဲ့နေရာမှာသုံးတယ်2 plus verb 1ကကြတော့အလေးချင်းတစ်ခုဒါမှမဟုတ်ရင်ကိုယ့်ရဲ့ daily routine လေးတွေကိုပြပြတဲ့နေရာမှာသုံးလို့ရတယ် So that's all for today. Thanks for watching till the end. We will see in the next video. Bye bye. Love you all.